ခလေးလေးတယောက်ကသူ့အယုတ်ကိုပေါင်900လောက်ရှိတဲ့ချမ်းကီကိုပေးတယ်ချမ်းကီကအရာအလုံးကိုတစ်ခုပြီးတစ်ခုဖြတ်စီးသွားတယ်နောက်ဆုံးမဖြတ်နိုင်တဲ့ကြောက်တုံးတစ်လုံးပေးတော့ခလေးလေးကလွယ်လွယ်ကူကူခွဲပြစ်လိုက်တယ်ဒါကြောင့်ချမ်းကီရဲ့ဂုံတိခါထိခိုက်သွားတယ်သူခလေးကိုတောင်းမှရက်ခိုင်းလိုက်ပေမဲ့ခလေးကကစားနေတယ်ထင်ပြီးချမ်းကီကိုမြောင်လန်လွှဲ့ပတ်ကစားလိုက်တယ်ချမ်းကီအံ့ဩသွားတယ်ဒါလူသားကလေးဟုတ်ရဲ့လားဆိုပြီးဒေါသထွက်နေတော့မီးတီပူချင်းအိုးကိုတွေးသွားတယ်လူကြီးတွေမမြင်ချင်းပူချင်းကိုခလေးရဆာဆာနဲ့ထည့်ပြေးလိုက်တယ်ခလေးကတခါကိုကိုက်လိုက်တာနဲ့ပူလောင်ပြီးအော်ဟစ်ထပ်ပြေးသွားတယ်ရေဘူးနဲ့လိုက်ပေမဲ့မမိဘူးခလေးကရေကန်ထဲရောက်ပြီးရေအားလုံးကိုတုတ်ချလိုက်တယ်ရေကန်ခြောက်သွားတော့ဘဲတွေရေကူးနေတဲ့လူပါအံ့ဩသွားကြတယ်ချမ်းကီကမှားခဲ့တာသိပြီးနောင်တော့ရတယ်အဲ့ချိန်မှာပဲခလေးလေးပြန်လာပြီးချမ်းကီရဲ့ဘောင်းဝီကိုဆွဲတယ်ချမ်းကီပျော်လွန်းလို့ခလေးကိုချီပြီးခတ်နှံလိုက်တယ်အဲ့ဒီနေ့ကစပြီးချမ်းကီကခလေးကိုကိုယ့်ကိုမြှောက်လန့်ကစားခွင့်ပေးလိုက်ပါတော့တယ်